အားလုံးပဲမင်္ဂလာပါရှင်မခင်ပါဒီနေ့မှာတော့ဒီ80k ပြော 80k လို့ခေါ်တဲ့ရွှေနောက်ပြီးတဲ့ခါကျလို့ရှိရင် platinum လို့ခေါ်တဲ့ရွှေ white gold လို့ခေါ်တဲ့ရွှေဖြူလို့ခေါ်တဲ့ရွှေအဲ့လိုမျိုးရွှေတွေအကုန်လုံးကဒီမြန်မာနိုင်ငံမှာတော်တော်များများကကြတော့အောက်ခံကကြတော့ရွှေဝါရောင်ရွှေပဲမြန်မာရွှေပဲကြီးနေဆိုရင်မြန်မာမှာဆိုရင်15ပဲ14ပဲ12ပဲ16ပဲအဲ့လိုမျိုးရှိတဲ့ရွှေကြီးတွေကမှပါ12ပဲကြီးရွှေကြီးနဲ့ညီတာဖြစ်ပါတယ်ဆိုတော့ဒီဟာဒီအကုန်လုံးကကြတော့12ပဲရည်စင်းနဲ့ပဲတွေ့ရမှာဖြစ်ပါတယ်။ platinum တွေပေးပါဦး 80k တွေပေးပါဦးလို့မေးနေတဲ့လူတွေအကုန်လုံးတွေဒီဟာက12ပဲရည်စင်းကိုတစ်ချက်စီလို့တွေ့ပြပြီးတော့ grand chain နဲ့ရောင်းတော့ဝယ်တာလေးကိုပြောပြမယ်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်။ဒါဆိုရင်တော့ platinum ရောင်းဝယ်လေးတွေကိုနားလည်ချင်တယ်ဆိုရင်တော့ဗီဒီယိုစောအောင်ကြည့်သွားပေးပါနော်။ဒါဆိုရင် 80k ရွှေ platinum ရွှေနောက်ပြီးတော့လို့ဆိုရင် white gold ရွှေဖြူအဲ့လိုမျိုးမြင်ပါပြီမှာအကုန်လုံးက platinum ကတော့မရှိတာတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ရှားတယ်ဈေးကြီးတယ်ပေါ့နော်။ Okayဒါဆိုရင်ဒီဟာဒီအကုန်လုံးက12ပဲရည်ရွှေမျိုးစားဖြစ်တယ်ပေါ့နော်ရွှေပါဝင်မှုနှုန်းက85ရာခိုင်နှုန်းပါပြီးတော့ဂျယ်လာကကြီးရောထားတာပေါ့နော် AU 950လို့လည်းပြောတယ်950လို့လည်းပြောတယ်ရွှေပါဝင်မှုနှုန်းက85ရာခိုင်နှုန်းပါတယ်ပေါ့နော်ကျန်အခြားတက်တူရောဆက်တာက25%ပါပါတယ်ဆိုတော့အခါပေါက်ဈေးကိုတီးပြီးတော့16နှစ်စားလိုက်တယ်ဘာဖြစ်လို့16နှစ်စားရလဲဆိုတော့တစ်ချက်သားမှာ16ပဲရှိလို့16နှစ်စားလိုက်တဲ့တပဲတက်ပိုးထည့်လာတယ်ဒါဆိုရင်အခောက်ရွှေချိန်ကိုတပဲတက်ပိုးရပြီဆိုရင်ကိုလိုချင်တာက12ပဲကြီးဆိုတော့ရွှေပါဝင်မှုနှုန်း12ပဲကြီးပါတယ်12နဲ့မြောက်လိုက်မယ်မြောက်လိုက်တဲ့ခါကျလို့ရှိရင်12ပဲကြီးတစ်ချက်သား9,500ဈေးရလာတယ်ပေါ့နော်ဒါဆိုရင်9,500ဈေးကိုခြေတို့က grad chain နဲ့ရောင်းဝယ်လုပ်ကြတဲ့အတွက်ကြောင့် grad chain နဲ့ဆိုဘယ်လိုတွက်ကြမလဲဒါချက်ပဲရင်းနဲ့ရွှေဆက်တဲ့ညီကိုတွက်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့် grad chain နဲ့သိချင်တယ်ဆိုရင်တစ်ချက်သားမှာဆိုရင်16.6 gram ရှိတယ်အဲ့ဒါကစနစ်အဟောင်းချိန်ပေါ့နော်အဲ့ဆိုရင်တော့16.6 gram နဲ့စားလိုက်တယ်ဆိုရင်1 gram ဈေးဖြစ်လာတယ်4,4,698ဖြစ်တယ်အဲ့ဆိုရင်ရေ calculator လေးလည်းနှိပ်ပြပြီးတွက်ပြပါလို့ပြောတဲ့အတွက်ကြောင့်9,300sorry ဟုတ်တယ်ခနဲ့3ည9000ကို3ည4လုံး9000ကိုဒီအစားနောက်ပြီး16.6နဲ့စားလိုက်တာပေါ့နော်နောက်ပြီးညီမြချေကိုနှိပ်လိုက်တယ်ဆိုရင်4,4,698ကျန်ရတာဖြစ်တယ်အဲ့ဒါကကြတော့တကယ်ဈေးရဲ့ဈေးနှုန်းဖြစ်သွားပြီအမေ 80k တကယ်လည်းဘလောက်လဲလို့တော်မေးလိုက်တဲ့ခါကျရင် platinum တကယ်လည်းဘလောက်လဲ white gold တကယ်လည်းဘလောက်လဲတော်မေးလိုက်တဲ့ခါကျရင်900အမြဲတမ်းကြော်နေတယ်ပေါ့နော်ဘာဖြစ်လို့ဒီလိုမျိုးဖြစ်တာလဲဆိုတော့ तू ကအရော့တွေမရှိဘူးပါစင်းနဲ့ရောင်းတယ်လက်ခကိုပေါင်းထားတာဖြစ်ပါတယ်လက်ခကတသိန်း3မဟုတ်9000ပေါင်းလေးရှိပါတယ်ဆိုတော့ဒီလိုကြားသိငွေရွှေကြီးပဲရွှေသားအတိပဲ12ပဲရွှေတီးရဲ့တကယ်လည်းက4,200ဖြစ်တယ်သူ့ရဲ့လုံအားကကျိုးတော်လာကငခက်တော်လာကဆွဲတီးတော်လာကလောက်ထားတဲ့ဟာကကျတော့9000လက်ခပေါင်းထားတဲ့အတွက်ကြောင့်သူ့ရဲ့တကယ်ဈေးက4,9,4,698ကျပ်ရမှာဖြစ်ပါတယ်ရှင်ဆိုတော့ကဲလို့ကိုကနေပြီးတော့ 80k ရွှေပြူတွေplatinum တွေပြန်ကောက်မယ်ဆိုရင်တော့ဒီလက်ခကိုနှုတ်ပြီးတော့ဒီလောက်ပဲပေးရမှာဖြစ်ပါတယ်12ပဲကြီးအတင်ရွှေချိန်ရှိတဲ့အတိုင်းကိုပဲပေးရမှာဖြစ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ဒီမှာပြောစရာရှိတာက12ပဲကြီး 80k တွေ white gold တွေဒီ platinum တွေကိုမဲချတိုက်လို့ရတာဆိုမဲချတိုက်လို့ရပါတယ်ချောင်းရဲ့12ပဲကြီးအရင်နဲ့ညီနေမှာဖြစ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်မခင်ပါဒီဗီဒီယိုလေးကတက်တဲ့အကျိုးရှိတယ်ဆိုရင်ဓာတ်သူတွေလည်းသိသွားရအောင်နားလည်သွားရအောင်ကူညီပြီးတော့မျှဝေပေးပါဦးလို့တွားဆိုချင်ပါတယ်ရှင်